စကားပြောလေ့လာတဲ့အခါမှာလေ grammar ကလည်းလွတ်ထားတဲ့အတော့ချင်တယ်မပါဘူး။ဘာကြောင့်လဲလို့တချို့ကကိုသုံးတဲ့ tense ပေါ်မှာမူတည်ပြီးတော့ကိုပြောတဲ့စကားတွေရဲ့အဓိပ္ပာယ်ကပြောင်းသွားလို့ပဲဖြစ်ပါတယ်။အဲ့ဒါကိုမယုံဘူးဆိုလို့ရှိရင်တချို့အခုပေးမယ်ဥပမာလေးတွေကိုကြည့်ပြီးတော့အကဲဖြတ်ကြည့်လိုက်။တချို့ကပြောပြပေးမယ်။ပထမဆုံးတစ်ခုအနေနဲ့တချို့က verb number 1ဖြစ်တယ်ဒီစကားလုံးလေးသုံးပြီးတော့ပြောမယ်။ I eat pork I eat pork ကျမကဝက်သားစားတယ်ဆိုတဲ့အဓိပ္ပာယ်လေး I eat pork ဒါဆိုရင်ကိုယ့်အတွက်အမြဲတမ်းမှန်တယ်ကျမကဝက်သားကိုစားတယ်အခုလည်းစားတယ်နောက်နေ့လည်းစားတယ်နောက်နေ့လည်းစားမှာပဲတစ်သက်လုံးစားတယ်ဝက်သားစားတဲ့သူထဲမှာပါတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဒီချက်က eat လို့မသုံးဘဲနဲ့ I am eating pork I am eating pork I'm eating pork ဒီလိုလေးသုံးလိုက်မယ်ဆိုလို့ရှိရင်တော့အခုကျမဝက်သားစားနေတယ်ဆိုတဲ့အဓိပ္ပာယ်လေးအခုစားနေတာ I am eating အခုစားနေချောင်းကိုပဲပြောတာဖြစ်ပါတယ်အခုဘာလုပ်နေလဲအခုဝက်သားစားနေတယ်သုံးထားတဲ့ tense လေးက present continuous tense အကယ်၍ဒါအဲ့ညမှာဒီချက်က eat မဟုတ်တော့ဘူး eating လည်းမဟုတ်တော့ဘဲနဲ့ ate I ate pork yesterday ဒီလိုသုံးလိုက်မယ်ဆိုလို့ရှိရင်တော့ဒီချက်သုံးထားတဲ့ verb လေးက past tense verb number 2ဖြစ်ပါတယ်ဒါဆိုရင်တော့မနေ့တော့ကျမကဝက်သားစားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်စားခဲ့ကြောင်းပြောချင်တာ ate ဒီနေ့နဲ့လည်းမဆိုင်ဘူးအခုနဲ့လည်းမဆိုင်တော့မနေ့ကအကြောင်းသိပြောတာဖြစ်ပါတယ်အကယ်၍ဒါဒီချက်အဲ့နေရာမှာpresent perfect past participle လို့ခေါ်တဲ့ verb number 3 has a plus verb 3ကိုဒါဒီချက်ကသုံးလိုက်မယ်ဆိုလို့ရှိရင်အဓိပ္ပာယ်ပြောင်းသွားအောင်ပါဥပမာ I have eaten lunch ဒီလိုသုံးလိုက်မယ်ဆိုရင်ကျမနေ့လည်စာစားပြီးသွားပြီလို့ပြောတာချဲ bite ပြေသွားပြီစားပြီးသွားပြီနေ့လည်စာထပ်စားစီရမလိုတော့ဘူးဒါဆိုရင်ဒီနေရာမှာချက်သုံးပြသွားတဲ့ tense ၄ခုမှာ၄ခုစလုံးကအတိတ်ပဲမတူညီတဲ့ပုံစံတွေနဲ့သုံးပြထားပါတယ်ဒါကြောင့်မို့လို့ဒီချက်ပြောတာ tense ကအရေးကြီးကြည့်ပါတယ်အဲ့တော့ဆိုလို့ရှိရင် grammar ကိုအခြေခံမရှိသေးဘူးအခုမှစပြီးတော့လေ့လာခြင်းတဲ့သူတွေဆိုလို့ရှိရင်တော့ဒီချက်မှာ grammar foundation class လေးရှိပါတယ် grammar ကိုကိုယ့်ရဲ့ grammar knowledge ကို boost လုပ်ပေးမယ်အတန်းလေးဖြစ်ပါတယ်သင်တန်းကြီးလေးကအများကြီးသွင်းစရာမလို1000ချက်ထဲသွင်းအောင်နဲ့အခြေခံသိရမယ် tense တွေအရာအားလုံးဒီချက်ကသင်ပေးမှာပေါ့နော်အဲ့တော့အဲ့တင်တန်းလေးကိုတက်ချင်တယ်ဆိုလို့ရှိရင် comment လေးထဲမှာ let me in လို့ရေးခဲ့ပါဒီချက်ကအကြောင်းပြန်ပေးပါမယ်ရှင်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye